ဆောင်ချိန်တဲ့ကြည်လိုက်တော့စိတ်တွေပြဲတတိနေဝိတ်ချမယ်ဆိုပြီးခဏလေးနဲ့ပဲမေ့သွားတယ်လက်ဖက်ရည်လေးကခေါ်နေတယ်ထမင်းနဲ့ဟင်းကပြောနေတယ်နည်းနည်းပဲစားမယ်ဆိုပြီးနောက်ဆုံးတော့အကုန်စားလိုက်တယ်မစားရပဲမနေနိုင်စိတ်ထဲကတော့သိတယ်ဘာလို့လဲပေါင်ချိန်ကိုခဏခဏကြည့်တက်နေတဲ့မိုက်မဲလိုက်တာရပဲမစားလဲဝါအသက်ရှူတိုင်းဝါရေတောင်တောက်ရင်ဝါဘာဖြစ်နေတာလဲငါဒီတစ်ခါတကယ်ပဲပြောတာပဲနော်နောက်တရက်ကြတော့ပြန်စားနေပြန်ပြီးနော်ချိုယူဝင်လေချင်းခံတွေချီထားကိုကတော့အိယာမှာနေပြပြောတာနောက်တစ်ခါငါကတော့နောက်နေမှာပါအေးခင်ဘီယိုတွေက အင်ဂျီသေးဝစ်ချီတိုင်းချက်နေတယ်ကျဲသီးလေးတွေအော်နေသလိုမဝဲနဲ့ဦးလို့ပြောနေအောင်ဒီနေ့တရက်ပဲလို့ဆိုနောက်ဆုံးတော့တပတ်လုံးဖြစ်လို့အစီအစဉ်တွေအကုန်ပြတ်သွားဒါပေမဲ့စားခြင်းသေးရပဲမစားလဲဝါအသက်ရှူတိုင်းဝါလက်ရှောင်းနဲ့နဲ့လဲဘာမှမပြောမှုနော်ဒီတစ်ခါတကယ်ပဲထပ်ပြောမယ်နော်သူများလို့အင်ဂျီသေးဝစ်ချင်နေနော်ဝိတ်ချမယ်ဆိုတိုင်းတငယ်ချင်းတွေဖိတ်ခေါ်လာစားကြမယ်ဆိုရင်ငါပဲအရင်ဆုံးရောက်နေချေချူဝမ်းစိတ်ဓာတ်ကပြောနေတယ်မုံတွေကအရသာရှိငါဘဝကအမြဲတမ်းစားနောင်တာထက်ခါလောဆန်းရပဲမစားတော့မဝဘူးလို့ပြောတာပဲနော်ဒီတစ်ခါတော့တကယ်ပါလို့ပြောတာပဲနော်ဒါပေမဲ့တနေ့တော့တကယ်ဖြစ်မယ်နော်အင်ဂျီသေးဝစ်ပြီး selfie တင်မယ်နော်ကိုရိုရာရှင်မို့မိုက်ပုံနေလို့စိတ်ညစ်တယ်ဒါပေမဲ့စားကျင်တယ်လို့ဖန်ပြရတယ်